မင်္ဂလာပါမိတ်ဆွေတွေကိုဒီနေ့မြတ်တာလက်ဆောင်ပေးချင်တာကတော့တရဏဂုံဖျောင်းတိုင်စီရင်လေးတွေကိုမြတ်တာလက်ဆောင်ပေးချင်ပါတယ်အယုံဆုံးနေတဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပေးပါတရဏဂုံဖျောင်းတိုင်လုပ်တယ်ဆိုတာမိမိရဲ့ဘဝမှာဖြစ်ချင်ဆုံးဆန္ဒတွေအခက်အခဲတွေကြုံလာတဲ့အခါမှာဒီဆရာကပြောပြမယ်တရဏဂုံဖျောင်းတိုင်တွေကိုထွန်းညှိပူဇော်ပေးရမယ်နော်အဲ့ဒါဆိုရင်မိမိမှာကြုံတွေ့နေရတဲ့အခက်အခဲတွေအပြဿနာတွေအားလုံးဟာပြေလည်သွားပါလိမ့်မယ်နော်။ဘာလို့လဲဆိုတော့ဖျောင်းတိုင်အဖြူရောင်၃တိုင်ကိုရှားမယ်နော်။ဘယ်နေ့မှစလို့ရမလဲဆိုတော့မွေးနေ့မနဲ့တနင်္ဂနွေသားသမီးဆိုရင်တနင်္ဂနွေနေ့ပေါ့။တနင်္လာသားသမီးဆိုရင်တော့တနင်္လာနေ့ပေါ့နော်။အဲ့လိုမွေးနေ့မနဲ့မှာမနဲ့စောစောနေထွက်ချိန်မှာရေမိုးချိုးတန်းစဉ်ပြီးတော့အမွေးနတ်သားလိမ့်ကြံပြီးတော့မှဖျောင်းတိုင်၃တိုင်ယူရမယ်နော်။ဖျောင်းတိုင်၃တိုင်မှာဖျောင်းတိုင်ရဲ့တိုင်မှာဗုဒ္ဓံတရဏံကိစ္ဆာမိလို့ရေးရမယ်နော်။ဘောဘယ်နဲ့ပဲရေးချွန်တဲ့ຢာနဲ့ပဲဖြစ်ဖြစ်ပေါ့ဖျောင်းသားပေါ်မှာဖျောင်းနိုင်ပေါ်မှာရေးရမယ်နောက်တစ်တိုင်းမှာကျတော့ဓမ္မန္တရဏံကိစ္ဆာမိနောက်တစ်တိုင်းမှာကျတော့တန်ခန္တရဏံကိစ္ဆာမိပေါ့နော်အဲ့လိုရေးတဲ့အခါမှာဖျောင်းနိုင်မိစာဘက်ကနေပြီးတော့စပြီးတော့ရေးရတယ်နော်မိစာဘက်ကနေပြီးတော့မှဖင်ဘက်ကိုရေးပြီးတော့သွားပါအဲ့လိုမျိုးဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မန္တရဏံကိစ္ဆာမိတန်ခန္တရဏံကိစ္ဆာမိအဲ့လိုဖျောင်းနိုင်၃တိုင်းကိုရေးပါနော်ရေးပြီးဆိုတာနဲ့အဲ့ဒီမွေးနေ့မနေ့မှာဖျားရှင်ရှေ့မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရှေ့မှာတန်းစီပြီးတော့ထွန်းပေးရမယ်နော်ဖျောင်းနိုင်ထွန်းနေတဲ့အချိန်မှာဂုံတော်၉ပါးကိုပရိစိတ်ပေးနေရပါမယ်နော်မိလုံးဝငြိမ့်သွားပြီဆိုရင်မိမိရဲ့အရေးကြီးဆုံးဆန္ဒတစ်ခုကိုအဖြစ်ချင်းဆုံးဆန္ဒတစ်ခုကိုလှိုက်လိုက်လဲဆူတောင်းပါနော်လှိုက်လိုက်တဲ့ဆူတောင်းပါအဲ့ဒါကို28ရက်လောက်ပြုလုပ်ပေးရတယ်ဗျနော်နေ့စဉ်28ရက်ပြုလုပ်ပေးပါမိမိဘာပဲကြုံအားလုံးပြဿနာတွေအားလုံးဟာပြေလည်သွားတာကိုမိတ်ဆွေတို့ကိုယ်တိုင်မျက်ဝါးထင်တွေ့ရပါလိမ့်မယ်နော်အခုဆရာပြောပြခဲ့တဲ့ဂမ်ဘီရာနီးလေးဟာမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ကိုမန်ရေးပါ share လေးတွေလုပ်ပေးခဲ့ပါနော်မိတ်ဆွေတို့ရဲ့နှိစက်ရာအပေါင်းတင်တငယ်ချင်းတွေကိုလည်းတဆင့်ပြန်လဲပြောပြပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းသိန်ခဤတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာထံမှာဘေးတယ်မေးကျင်တယ်လက္ခဏာမေးကျင်တယ်တားတော့ဘေးတယ်ဧကန်တဘေးတယ်မေးကျင်တယ်မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်နော်ဘေးတယ်ညံပူဇော်ကယူပါတယ်ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးရတနာပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက်အထူးတိုက်ရိုက်တဲ့စနစ်ပြုလုပ်ပေးပါတယ်နော်အာမခံတပါပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးတော့ဆင်မပြေဘူးအိမ်တော်ရေးပြဿနာတွေကြုံတွေ့နေရတဲ့မိတ်ဆွေများဆက်သွယ်ပါကျမ်းမာရေးသေးတဲ့ညံ့နေတဲ့လူနာတွေအောက်ဆုံးပယောဂတွေတရေတဆွေတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပြီးပါနော်အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေများအမျက်ငွေချက်ချင်းရအောင်ပုံနကဘလူးမင်းကြီးရဲ့အဆောင်တော်တွေဆောင်ရွက်ပေးပါတယ်ပြီးတော့အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လဲရောက်ရှိဖို့ပျောက်သွားတဲ့တန်ဖိုးကြီးပစ္စည်းတွေချက်ချင်းပြန်လဲရရှိဖို့ဘဝမှာဘာလို့ဘာကဲမှမသိပဲနဲ့လမ်းပြောင်းနေပြီဆိုတဲ့မိတ်ဆွေများဆက်သွယ်ပါပြီးတော့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိဘစကားနားမထောင်တဲ့ရင်သွေးငယ်လေးတွေကိုမိဘစကားနားထောင်စေရန်နော်မိဘစကားနားထောင်စေဖို့အောင်မြင်တဲ့လုပ်ငန်းရှင်တွေအမှုပညာရှင်တွေဖြစ်ဖို့လို့နော်ပြီးတော့အချုံနောင်ဖန်စီကနေချက်ချင်းလွတ်မြောက်ဖို့အတွက်အထူးရရအစီမံအဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39 956 988 858ပြီးတော့39 98 38 လုံး256ဖြစ်ပါတယ်เนาะအဲ့ဒီ39 956 988 858အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်နေရာနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်နေရာနေပြီးတော့ဆက်သွယ်ပြီးတော့မေးပါပြည်တွင်းမှာနေတဲ့မိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါเนาะအိမ်မှာလာမေးခြင်းနဲ့ဆိုရင်တော့နော်ကုန်းကြီးပါရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်အိမ်မှာလာမေးလို့လည်းရပါတယ်เนาะကဲခုနှစ်သားမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေစာဝတ်နေရေးတွေချောင်းလည်ကြပါစေစစ်ဘေးရန်သူမျိုး၅ပါးပြီးလက်နက်ခဲယမ်းပေးတွေကနေကင်းဝေးကြပါစေအခြေရေးအိမ်တော်ရေးမှာတာယာပျော်ရွှင်ပြီးတော့ငွေတွေဝင်ကြပါစေလောကကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်ကြပါစေเนาะ